တမိုင်းဆိုတာနဲ့အများစုကတော့အောင်မြင်ကြော်ကြားရဲ့လက်စန်တာမြင့်ကြီးတို့ဂျင်ကစ်ခန်တို့လိုကလပ်ကြီးတွေအကြောင်းကိုပဲပြေးမြင်ကြမှာပါဒါပဲလေတမိုင်းရဲ့တဖတ်ချမ်းမှာတော့သူတို့ရဲ့ညံပြင်းတဲ့ဆုံးဖြတ်ချက်တွေအမျိုးအမြင်မရှိမှုတွေအကြောင်းတိုင်းပြည်ကြီးတစ်ခုလုံးကိုတုတ်ခတ်ပင်လေဝေစေခဲ့တဲ့အတုံးမကျတဲ့ဖြေးမိလေးရှိခဲ့ပူပါတယ်အဲ့တော့ဒီတစ်ခေါက်မှာတော့အဲ့ဒီလိုဖြေးနေတဲ့ကြာရှုံးမှုတွေကနေတစ်ဆင့်ခေါင်းဆောင်မှုဆိုတာပါလဲဆိုတာကိုလေ့လာကြည့်ကြအောင်ပါကဲဒီနေ့ဘာတွေပြောကြမလဲဆိုတော့လေပထမဆုံးအနေနဲ့အတုံးမကျဘူးဆိုတဲ့စကားလုံးကိုဘလို့အတိတ်ပဲဖွင့်ဆိုမလဲဆိုတာကြည့်ကြမယ်ပြီးရင်တော့တမိုင်းတွေကထင်ရှားရဲ့ဘရင်လေးပါးရဲ့ဇလန်တွေသူတို့စီရရတဲ့သင်ခန်းစာတွေကိုတေးအောင်ကျင်းစီလေ့လာသွားမယ်နောက်ဆုံးမှာတော့ခေါင်းဆောင်မှုရဲ့တကက်တာဝန်ကပါလဲဆိုတာကိုအတူတူဆွေးနွေးကြည့်ကြမှာပါကဲဟုတ်ပြီအရင်ဆုံးအဓိကအကြဆုံးမေကွန်းတစ်ခုကိုဖြည့်ကြည့်ကြအောင်အတော်မကျရဲ့ဘရင်ဆိုတာကိုဘလို့များထမှတ်ကြမလဲဒီနေရာမှာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ခုရှိတယ်အတုံးမချဘူးဆိုတာကလေလူတစ်ယောက်ကကိုလက်အင်္ဂါမတန့်ဆွမ်းတာမျိုးဒါမှမဟုတ်ကျမ်းမာရေးမကောင်းတာမျိုးကိုပြောတာမဟုတ်ဘူးအဓိကကဘာလဲဆိုတော့အရေးကြီးတဲ့အချိန်တွေမှာစိတ်သက်ကြံ့ခိုင်မှုမရှိတာနိုင်ငံရေးမြင်ကျင်းပြီးအနာဂတ်ကိုမျှော်တွေးနိုင်တာပြီးတော့တိုင်းပြည်အတွက်အရေးကြီးဆုံးဆုံးဖြတ်ချက်တွေကိုမှန်မှန်ကန်ကန်မချနိုင်တာအဲ့ဒါတွေကိုဆိုလိုတာပါကဲပထမဆုံးတယောက်ကိုစားလိုက်အောင်သူကတော့အင်္ဂလန်သမိုင်းမှာအညံပြင်းဆုံးအကြဆုံးဘီရင်တစ်ပါးအဖြစ်သတ်မှတ်ခံထားတဲ့ဂင်းဂျွန်ပါပဲဂင်းဂျွန်ရဲ့အဓိကအမားတွေကဒိုမီနိုလိုပါပဲတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတယ်ဘယ်ကစလဲဆိုတော့သူကစီဂျင်းညံဖြင်းလို့ပြင်းသစ်မှာရှိတဲ့ဘိုးဘွားပိုင်နယ်မြေတွေကိုလက်လွတ်ဆုံရှုံးခဲ့တယ်အဲ့ဒီနယ်မြေတွေပြန်ရဖို့စစ်တိုက်ချင်တော့ပိုက်ဆံလိုလာရောပိုက်ဆံရဖို့အတွက်မူးမတ်တွေနဲ့ပြည်သူတွေစီကနေအခွန်တွေကိုအဆက်မတန်တိုးကောက်ခဲ့တယ်အဲ့ဒီလိုရတွေရဲ့အကျိုးဆက်ကဘာဖြစ်လာလဲဆိုတော့တိုင်းပြည်တစ်ခုလုံးကသူ့ကိုပြန်တော်လှန်ဖို့ပုံကံမှုတွေဖြစ်လာတော့တာပါပဲသူရဲ့နာမည်ပြောင်းဆိုကြည့်လိုက်တာနဲ့တင်သူရဲ့ကြီးမားဆုံးချရှုံးမှုကိုသိနိုင်တယ်။မိမဲ့ကြော်နဲ့စဉ်းစားကြည့်လေဘုံမအဖိုင်မြေတွေကိုတော့မထင်းသိနိုင်ပဲအဆုံးရှုံးခဲလို့တမိုင်းမှာဒီလိုနာမည်ဆိုနဲ့မတန်းဝင်ခဲ့ရတာပေါ့။ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတာကသူ့ရဲ့ညံဖြင်းတဲ့ခေါင်းဆောင်မှုကနေမထင်မှတ်ထားတဲ့အကျိုးဆက်ကောင်းတစ်ခုထွက်ပေါ်လာခဲ့တယ်။အဲ့ဒါကတော့ဒီမိုကရေစီရဲ့အခြေခံအုတ်မြစ်လို့တောင်တင်စားရတဲ့မက္ကနာကာတာပေါ်ပေါက်လာတာပါပဲ။ပုံကန်နေတဲ့မူမတ်တွေကသူ့ကိုအတင်းအကျပ်လက်မှတ်ထိုးခိုင်းခဲ့တယ်။အဲ့ဒီအချိန်ကစလို့ဘရင်တစ်ပါးရဲ့အကျွမ်းမဲ့အာဏာကိုပထမဆုံးချိန်ထင်းချုပ်ကန့်တက်နိုင်ခဲ့တဲ့တမိုင်းဝင်ဖြစ်ရကြီးတစ်ခုဖြစ်လာခဲ့တာပါကဲနောက်တစ်ယောက်ကိုကြည့်အောင်သူကတော့ပြင်သစ်ပင်လူီစီချုပ်ပေါ့တကယ်တော့လေသူကလူဆိုးလူယုံမာကြီးတော့မဟုတ်ခဲ့ဘူးဒါပေမဲ့ခေါင်းဆောင်တယောက်အတွက်အန်တီယာစီဆုံးအရေးချင်းတစ်ခုဖြစ်တဲ့ဆုံးဖြတ်ချက်မပြတ်သားမှုကသူ့ဘဝကိုဘယ်လိုအဆုံးသတ်သွားစေခဲ့လဲဆိုတာကြည့်လိုက်ရအောင်ပါအဲ့ခက်ကအခြေအနေကိုမင်းအောင်ကြည့်လိုက်ရပါတစ်ဖက်မှာတော့ခါနာလာတဲ့ဘာဆိုင်တန်းကောင်ကြီးထဲမှာမင်းမျိုးမင်းတွေကအယံပဲတုံဖြုံးပြီးဇိမ်ခန့်နေကြတယ်။တစ်ဖက်မှာကျတော့တနိုင်ငံလုံးကပြည်သူတွေကအငန့်ဆန်းပြီးဆိုင်ပြီးစီးပွားရေးရန်ကိုအလိုလဲခံနေရတယ်။ဒီလိုကွာဟအလုံးတွေဘဝနှစ်ခုကြားကမချေနှက်မှုတွေဒေါသတွေကပဲတော်လန်ရင်းမိကိုတဖြည်းဖြည်းမွေးဖွားပိတ်လိုက်တော့တာပေါ့။တိုင်းပြည်တစ်ခုလုံးကစီးပွားရေးအကျပ်အတင်းနဲ့နွမ်းထဲနေနေတဲ့အချိန်မှာလူကြီးဆက်ဆက်ကဘာလို့ရမှမသိဘူး။လိုအပ်နေတဲ့ပြုပြင်ပြောင်းလဲမှုတွေကိုရဲရဲဝံ့ဝံ့မလုပ်နိုင်ပဲဒေဝီတုံဆိုင်နေခဲ့တယ်။အဲ့ဒီလိုဆုံးဖြတ်ချက်မပြတ်သားမှုတွေကပဲအခြေအနေတွေကိုပိုပြီးဆိုးဆွားစေရဲ့ကိုနောက်ဆုံးမှာတော့ပြင်သစ်ဒေါ်လာရေးကြီးစီကိုတက်တယ်မမဦးတည်သွားစေခဲ့တော့တာပါပဲ။နောက်ဆုံးမှာတော့သူ့ရဲ့ညံ့ပြင်းမှုအတွက်အသက်နဲ့ရင်းပြီးပိတ်ဆက်ခဲ့ရတယ်။ထီနန်းကိုဆုံးရှုံးရုံတမကဘူးပီဒိုရီရဲ့ရှေ့မောက်မှာပဲခေါင်းဖြစ်ဆက်နဲ့ကွက်ဖြစ်ခန့်ခဲ့ရတယ်။ဒါပြင်သစ်နိုင်ငံရဲ့ဘီယန်စနစ်ကိုအဖြူတိုင်းအဆုံးသတ်ဖြစ်လိုက်တဲ့တမိုင်းရဲ့ခြေခွဲစရာစတဲ့တစ်ခုဖြစ်ခဲ့ရတယ်။ကဲရွေးရှားဘက်ကိုတော့ကူကြည့်အောင်ဒီတကားကတော့ရွေးရှားနိုင်ငံနောက်ဆုံးဇာပင်နီကိုလတ်စီရဲ့လက်ပါ။သူကဘယ်လိုလူမျိုးလဲဆိုတော့ပြောင်းလဲနေတဲ့ကဘာကြီးကိုလိလူရှူပြီးကိုယ့်အဆွဲလန်းနေနဲ့ပဲတိုင်းပြီးကိုအုပ်ချုပ်ဖို့စူးစမ်းခဲ့တဲ့ခေါင်းမာတဲ့ဘင်းတပါပေါ့။သူရဲ့နန်းသက်တစ်လျှောက်မှာလေကပေးဆိုးတွေကတစ်ခုပြီးတစ်ခုတန်းစီပြီးဝင်လာခဲ့တယ်။အာရှတိတ်ကဂျပန်လိုနိုင်ငံငယ်လေးကိုစစ်ရှုံးခဲ့တာကတမျိုးငင်းချမ်းစွာစန္ဒာပြသူတွေကိုရရက်ဆက်ဆက်ဖြစ်တက်ဖြတ်ခဲ့တယ်။တွေးစွန်းတော့တင်းငွန်တွေဖိရက်ကတဖုံနောက်ဆုံးမှတော့တိုင်းပြည်တစ်ခုလုံးကိုဝါမျိုးသွားမယ်ပထမကဘာစစ်ထဲကိုဝင်တိုးခဲ့တာတွေအားလုံးကသူ့ရဲ့ကြာဆုံးခန်းကိုပုံဖော်ပေးခဲ့အဖြစ်ဖြစ်တည်ချပါပဲအဲ့မှာဘာတွေဆက်ဖြစ်လဲဆိုတော့စစ်ပွဲကြီးတွင်းမှာတိုင်းပြည်ကိုကောင်းကောင်းမွန်မွန်ဥဆောင်နိုင်စွာမရှိတာကတကြောင်ပြီးတော့နောက်ွယ်ကနေမိဖုရားရောနန်းတော်ကချက်လဲနေတယ်လို့နာမည်ကြီးတဲ့လျှို့ဝှက်စံကျတဲ့ Yes Putin ရဲ့ဩဇာလွှမ်းမိုးမှုကိုခံနေရတာကတကြောင်အကြောင်းမျိုးမျိုးကြောင့်ပြည်သူတွေရဲ့ယုံကြည်မှုနဲ့ထောက်ခံမှုကိုလုံးဝဆုံးရှုံးသွားခဲ့တော့တယ်သူ့ရဲ့ကြာရှုံးမှုကဘလောက်တောင်ကြီးမားလဲဆိုတာကိုဒီကိန်းကနန်းတစ်ခုတန်းတည်းပြောလို့ရတယ်300ဟုတ်ပါတယ်
နှစ်ပေါင်း300ကျော်တိုင်ရုရှားကိုအုပ်စိုးခဲ့တဲ့အော်ဆာအာနာကြီးမားလာတဲ့ Roman of Minsett E တခုလုံးသူ့ရဲ့လက်ထက်မှာပဲမျက်စိတမိတ်အတွင်းပြိုလဲပျက်စီးသွားခဲ့ရတာပါ။ ကဲကျွန်တော်တို့ရဲ့နောက်ဆုံးဥပမာစပိန်ဘူရင် Charles နဲ့အကြောင်းကိုပြောကြရအောင်သူ့ရဲ့တကူတွေအားနည်းချက်တစ်ခုကနေဥရောပတိုက်လောင်းကို10 မီလီယံနဲ့တွန်းပို့ခဲ့တဲ့ဘယင်တစ်ပါးလို့လဲဆိုနိုင်ပါတယ်ချားစ်တူးကလေးမျိုးရိုးဗီဇဆိုင်ရာပြင်းထန်လက်ကျန်းမာရေးပြဿနာတွေကြောင့်ကိုရောစိတ်ပါအတိုင်းပြည်ကိုအုပ်ချုပ်ဖို့လုံးဝမစွမ်းဆောင်နိုင်ခဲ့ဘူးပြောရရင်တော့သူဟာအမေရိကန်ဘီယင်တစ်ပါးဖြစ်တဲ့နန်းတွေအာနာလွတ်ပွဲတွေကြမှာအယုတ်တယုတ်လိုပဲနေခဲ့ရတာပါသူ့ရဲ့အကြီးမားဆုံးကြက်ရှုံးမှုကဘာလဲဆိုတော့ဘယင်တစ်ပါးရဲ့အထီးကတာဝန်တစ်ခုဖြစ်တဲ့ထီနန်းဆက်ခံဖို့တားတော်မမွေဖွားပေးနိုင်ခဲ့တာပါပဲဒါကြောင့်သူကွယ်လွန်သွားတဲ့ခါမှာစပိန်ထီနန်းကိုဘယ်သူဆက်ခံမလဲဆိုတဲ့ပြဿနာကနေအကြီးအကျယ်အာဏာလူပွဲတွေထိပြီးဥရောပတိုက်တစ်ခုလုံးကိုဆယ်စုနှစ်တစ်ခုလောက်ကြာတဲ့စပိန်ထီနန်းဆက်ခံရေးစစ်ပွဲကြီးထဲကိုဆွဲသွင်းသွားခဲ့တော့တာပါပဲကဲအခုဆိုရင်ကြာရှုံးသွားတဲ့ဘရင်လေးပါရဲ့ဇလန်းတွေကိုကျွန်တော်တို့ကြည့်ပြီးသွားပြီဒီတော့သူတို့ရဲ့အဖြစ်ပြက်တွေကနေဘယ်လိုသင်ခန်းစာတွေရနိုင်မလဲဆိုတော့ကိုအတူတူခြုံငုံသုံးသပ်ကြည့်ကြအောင်ပါဒီဘီယန်၄ယောက်လုံးရဲ့ကြာရှုံးမှုဝင်မှာတူညီတဲ့အချက်တွေရှိနေတာကိုသတိထားမိပါပါလူကြီး16လို့ဆုံးဖြတ်ချက်မပြတ်သားရင်တိုက်ပြီးမတီးမငင်ဖြစ်တတ်တယ်နီကိုလတ်နဲ့လို့ပီရူနဲ့ကင်းကွာသွားရင်အသက်အန္တရာယ်အထိရှိနိုင်တယ်ကင်းကြုံလို့ဆုံးဖြတ်ချက်တွေမှာရင်ကြီးမားတဲ့အကျိုးဆက်တွေဖြစ်လာနိုင်တယ်ဒါတွေအားလုံးကိုခြုံပြီးပြောရရင်တော့ခေါင်းဆောင်တယောက်ရဲ့အဓိကတာဝန်ဟာသူ့ရဲ့ပီရူရဲ့ပုံမှာပဲရှိတယ်ဆိုတဲ့အချက်ပါပဲဒီစကားလေးကအာနာရဲ့တက်ခဲ့နေသားရာကိုဖော်ပြနေတယ်လို့ပါပဲခေါင်းဆောင်မှုဆိုတာအခွင့်ထူးတစ်ခုမဟုတ်ဘူးဒါဟာကြီးမားတဲ့တာဝန်တစ်ခုပဲကိုယ့်ရဲ့ဆုံးဖြတ်ချက်တိုင်းအတွက်တိုင်းပြည်နယ်ပြည်သူအပေါ်မှာတာဝန်ယူရဲတာဝန်ခံရရမှာပါကဲနောက်ဆုံးအနေနဲ့စဉ်းစားလဲအောင်မေခွန်းလေးတစ်ခုနဲ့အဆုံးသတ်လိုက်ပါစေဒီသမိုင်းဖြစ်တဲ့ကိုပြန်ကြည့်ပြီးတဲ့နောက်မှာခေါင်းဆောင်ကောင်းတစ်ယောက်မှာမရှိမဖြစ်လိုအပ်တဲ့အရေးကြီးဆုံးအရေးတွေကဘာထိမယ်လို့ထင်ပါတယ်